ဒီမှာကြည့်ရောချစ်စရာလေးတော့ချစ်စရာလေးပဲအားရရှောက်ဝယ်တိုင်းနဲ့မှာအန်ဘောင်းလေးလုပ်တဲ့ဗီဒီယိုလေးထပ်ရောက်လာပါပြီဒါကတော့ပေါ့နော် TikTok shop ကနေပြီးတော့မှညီမလေးတယောက်စီကနေပြီးတော့မှမာလိုက်တဲ့ဟိုဟာလေးသမားအစော့လေးသူ့မှာကြောင့်ဘလောက်ပေးရလဲမသိဘူးတစ်ချက်ပြန်ကြည့်လိုက်အောင်မှဈေးရကြောက်လေအဲ့ဒါကိုသူကလက်မအစော့ကအဒီမှာ1 2 3 4စုံပါတယ်ပြီးရင်ဒါကြတော့လက်မအစော့ထည့်တဲ့ဘူးလေးအမေထည့်တဲ့ဘူးလေးလည်းပါတယ်ဒါလေးတွေကကြတော့အယုတ်လေးပေါ့နော်အယုတ်လေးတွေက3ခုပါတယ်ကြည့်လို့များကြည့်ပါတယ်ဒုက္ခတကယ်ကဒီပုံစံကြည့်ရနဲ့ချစ်စရာကောင်းနေဆိုရုံပဲရှိတာတကယ်တမ်းတော့ဒီလိုပုံစံတွေကဒီလိုလက်မအစော့တွေကတော့အရင် quality ကောင်းတဲ့ထဲမှာမပါဘူးဒီမှာပဲဈေးချက်ပြင်ကြည့်လိုက်မယ်ဒီမှာကြည့်ရောချစ်စရာလေးတော့ချစ်စရာလေးပဲအရင်ပုံမှန်မှာပဲဟိုတခြားပုံမှန်ပြီးတော့ချစ်စရာကောင်းပါတယ်ဒါပေမဲ့အရင်တော့ quality ကောင်းနေတဲ့အမျိုးအစားတော့မဟုတ်ဘူးဒါလေးကဟိုတနေ့တော့ unboxing လုပ်ပြထားတဲ့ကိုလီပိုင်းရဲ့လက်မအစော့လေးတော်တော်လေးတော့ဟိုဟာဖြစ်တယ်တလားတော်တော်နူးညံ့တယ်သူ့ဟာလေးကလေမစိုးအခုခင်းဆော့ရတာလေဒါပေမဲ့ဟိုဘယ်ဘက်လက်ကကိစ္စမရှိဘူးဒါပေမဲ့ညာဘက်လက်ကတော့နည်းနည်းလေးတော့အဲ့လိုမျိုးဘယ်လိုပြောမလဲ screen ဒီဘက်လက်မကကြတော့ဒီ joystick ကိုပဲအသုံးပြုတာဆိုတော့အဲ့လိုမျိုး movement ဟိုနည်းရွှေ့တဲ့အချိန်ကြတော့လေဟိုဘက်ဒီဘက်လဲတဲ့အချိန်ကြတော့နည်းနည်းလေးဟိုတိတ်ပြီးတော့လဲလို့မပါတယ်လို့ပုံစံမျိုးတော့ဖြစ်တယ်ပေါ့နော်တခါကြိုင်အဲ့လိုမျိုးလေးတော့ဖြစ်တယ်ဒါပေမဲ့အဲ့ပေါ့ပြောလို့လည်းမတက်ဘူးကိုရီးယားပဲဟိုဟာဖြစ်နေရလားပါလားတော့မသိဘူးကဲအယုံလေးဆက်လိုက်ပါအောင်မယ်သူကဒီမှာဒီရုပ်ထက်တင်ရလေချစ်စရာလေးရှင်းပြီးနဲ့ရှင်းပြီးပါဟိုလာဒီကနေထွားဟိုလာတယ်ဟုတ်တယ်ရှာတော့ဒီသူကတော့ဓာတ်ကင်ပဲပေါ့အဲ့တဲ့ค่ะအဲ့ဒီရှော့မှမသိဘူးကိုရီးယားလည်းလေအဲ့လိုမျိုးပတ်စံလိုက်ကုတ်ခံလဲတော့ရှောက်လိုက်လို့တဲနအဲ့ဘာလို့ကောင်မလေးကဂျွန်နီပြစ်ချင်တာဟလားအယုံလေး3ရုပ်အဖက်တင်လိုက်ပါတယ်လို့ဂျေစုလက်မအစောက4ခုသူကပြီးရင်သူ့ရဲ့ case လေးနဲ့အယုံလေး3ရုပ်ကြပါပဲဈေးကဘယ်လောက်လဲမသိဘူးအခုသွားကြည့်လိုက်ဈေးကကြတော့ဒီဟာအကုန်လုံးပေါ့နော်လက်မဒီအစော့4စုံရယ်ဒီအယုတ်လေးတွေရယ်ပေါ့နော်ဒီလို case ပါ total ကိုဘတ်250ဆိုတော့မြန်မာငွေနဲ့ဆိုရင်3200 3300လောက်ပဲရှိရပေါ့နော်အခုပေါက်ဈေးနဲ့ဆိုရင်တော့3000ခွဲတောင်မပြည့်ဘူး3000ခွဲမပြည့်တော့လက်မအစော့4စုံဆိုတော့အဓိကတော့အယုတ်ဖိုးလို့တော့ထင်တာပဲသလားသူပုံစံလေအယုတ်ဖိုးလိုမျိုးဖြစ်နေတယ်လက်မအစော့က quality ကောင်းလားဆိုတော့လည်းမကောင်းပါဘူးဒါပေမဲ့လည်းအယုတ်ဝယ်ရတယ်လို့ပဲပေါ့နော်3000ခွဲနဲ့ဆိုတော့အယုတ်လေး3ရုပ်ကိုဝယ်လိုက်ရတဲ့တဘောပါပဲတကယ်ကတော့ထူးခြားခြားကြီးကောင်းနေရမျိုးလည်းမဟုတ်ပါဘူး TikTok shop ကနေပြီးတော့ကောင်းမယ်ထင်လို့မှာလိုက်တာဟုတ်ပြီကြပါပြီအမောင်းကြီးလောက်တာကြီးပဲတင်ညာလားမသိဘူးနော်ဒီရက်ဒီလဲ
တောင်းပန်ပါတယ်ဘာမှတင်ပြမရှိလို့ပါ